အားလုံးမင်္ဂလာပါရှင် Academic Teaching ကနေကြိုဆိုပါရှင် Data ကဒီနေ့မှာတော့ Academic Teaching မှာဒါ topic လေးကိုသင်ကြားပေးသွားမယ်ဆိုတော့1 2 3ကိုပေါ့နော်စလုံးပေါင်းလေးနဲ့နံပါတ်လေးနဲ့တစ်ခါလေးတွဲပြီးတော့သင်ကြားပေးသွားမယ်ပေါ့နော် so first 0ကနေစမယ်ပေါ့နော် and number ဆိုလို့ရှိရင်များတော့အဖြစ်က1ကနေပဲစတင်နေသေးတာရှိပါတယ်တော့0ကနေစပြီးတော့ပြောမယ်0နော်0တစ်ချက်တော့အင်္ဂလိပ်လိုဘယ်လိုပေါင်းလဲဆိုတော့ zero okay zero okay so 0ပြီးသွားရင်ပါလာမယ်ဆိုတော့1မြန်မာလို့ဆိုတစ်ပေါ့1ကိုကြတော့ဘယ်လိုပေါင်းလဲဆိုတော့ o n e 1 okay so 0 1ပြီးသွားလို့ရှိရင်2 so t w o 2 so 3လေးရကြတော့ရေးပုံကြီးနော်3ဒီလိုမရေးချင်လို့ရှိရင် so 3ဒီလိုလေးလည်းရေးလို့ရတယ်နှစ်မျိုးနှစ်စားရေးလို့ရတယ်3လေးကိုဘယ်လိုပေါင်းလဲဆိုတော့ t h r e e 3 okay so 4ကဒီလိုလေးတက်ခဲ့ရေးမယ်ပြီးဒီလိုလေးဆွဲမယ် okay so this is 4စလုံးပေါင်းလေးရကြတော့ f o u r 4 okay so now this is 5 so 5 f I v e 5 okay so 6 สลองบางเลยอ่ะจะรอ s I x 6 okay now this is 7ကတချို့ကဒီတိုင်းရိုးရိုး7ရေးတယ်တချို့ကကြတော့ဒီလို7ရေးတယ် both are same နှစ်ခုတော့အတူတူပဲပေါ့နော်နှစ်ခုတော့မှန်တယ်စိတ်တဲ့ဒီတတိကိုရွေးချယ်ပြီးတော့ရေးလို့ရတယ် so s e v e and 7 okay so 8ကြတော့ရုပ်ရည်ချလို့ရှိရင်ပေါ့နော်ဝါလုံးနဲ့နှလုံးကိုဆက်ထားသလိုပဲဒီလိုလေးရေးမယ် okay တစ်ခါတော့ဖတ်ရေးပြမယ်ဒီလိုလေးစားဒီလိုလေးရေးမယ်ဒီလိုလေးရေးမယ်မဟုတ်ဘူးဒီနေ့ကခက်တယ်ဆိုတဲ့အခါကျလို့ရှိရင် and အပေါ်အောက်မှာတစ်လုံးအပေါ်မှာတစ်လုံးဒီလိုလေးဆက်ရေးလဲရတယ်8 so e I g h t 8 okay so နောက်ထပ်တစ်လုံးကိုဆက်သွားမယ်9လေးရကြတော့လွယ်တယ်အချောင်းတစ်ချောင်းရေးမယ်အရှိမ0သို့မဟုတ်ငါ something ဒီလိုလေးတစ်ချောင်းရေးမယ်ပြီးတော့လို့ရှိရင်အရှိမဒီလိုလေး white လိုက်မယ်ပေါ့နော်ဆိုလို့ရှိရင်ဒါလေးကို9လို့ခေါ်တယ်စလုံးပေါင်းပါကြတော့ n i n e 9 okay နောက်တစ်ခုကကြတော့10က so easy တက်ရပြီဆိုရင်1ရယ်0ရယ်နှစ်ခုကိုပေါင်းလိုက်တဲ့အခါကျလို့ရှိရင်ဘာဖြစ်သွားပြီလဲဆိုတော့10ဖြစ်သွားပြီ okay so တစ်ချက်အစနေပြီးတော့ပြန်ပြီးတော့ပြပြမယ်အဲဒါလေးကိုဒါလေးကကြတော့ z e